မင်္ဂလာပါရှင်။မျိုးမီစတိုရီ channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကဦးရဲ့အပျော်မယားဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။မနက်ခင်းရဲ့မြို့နေစားရီကြားမှာမိခင်ဖြစ်သူရဲ့မျက်နှာဟာရော်ရွက်ဝါတရွက်လိုချောင်းသိနန်းလျက်နေရဲ့အင်ရှိမှာစိုက်ရောက်နေရဲ့အနက်ရောင်စိန်ခံကားကြီးဟာမိသားစုရဲ့ကံကြမ္မာကိုဝါမျိုးဖို့ဆောင်ဆိုင်နေရဲ့တာရဲတကောင်လိုကြောချမ်းဖွယ်ကောင်းလာတယ်။တက်လျာဟာအဝိစာအနေငယ်သာပါတဲ့လက်ဆွဲအိတ်လေးကိုတင်တင်ဆုပ်ကရင်တက်ပြင်းကိုခပ်ဖွားဖွားချလိုက်တယ်။သမီးလေးအကုန်လုံးထုတ်ပို့ပြီးပြီလား။တွေးလာကြည့်လား။မိခင်ရဲ့အတန်ဟာတုံရည်နေပေမဲ့မျက်နှာမှာတော့အာတင်ထားတဲ့အပြုံးတစ်ခုကိုအတင်းအကျပ်ဆင်မြန်းထားရှာတယ်။ဟုတ်ပြီးပါပြီမမေ။သမီးကိုပဲဆင်းလာခဲ့ပါမယ်။တက်လျာဟာမိခင်ရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီးခြေပမိုးကိုဦးတိုက်ကတော့လိုက်တယ်။လက်ရည်တစ်ဆက်ဟာအေးဆက်တဲ့ကျမ်းမြင်ထက်ကိုတောက်ခနဲအတန်မြီကကျဆင်းသွားပေမဲ့လည်းမိခင်ဖြစ်သူမမြင်အောင်အမြန်တုတ်လိုက်ရတယ်။စိတ်မပူပါနဲ့မမေရဲ့။သမီးအလုပ်ကိစ္စတွေပြီးသွားရင်အမြန်ဆုံးပြန်လာခဲ့မှာပါ။တတိယငွေကြိုထုတ်ပေးထားလို့ဖေဖေရဲ့ဆေးရုံဆေးနဲ့ဖဖဖွားတွေစားဖို့တမပူရတော့ဘူးပေါ့။မမေလည်းကျမ်းမာရေးကိစ္စပါနော်အသက်ဆက်ရှင်နေဆိုတဲ့အရွယ်ဟာလှပတဲ့အိမ်မက်တွေကိုပုံဖော်ရမယ့်အရွယ်ဖြစ်ပေမဲ့တက်လျာအတွက်ကတော့ကဘာမြေရဲ့အလေးချိန်တဲ့ပုံမိုလေးလံနဲ့မိသားစုဝန်တုပ်ကိုပခုံးပေါ်တင်ထားရတဲ့အရွယ်ဖြစ်ခဲ့တယ်။ကင်မရာရှိမှတောက်ပါနေတဲ့ဆယ်လီမာလေးတယောက်ရဲ့နောက်ွယ်မှာမတယုံတမဲအသက်ဆက်နေရတဲ့ဖခင်နဲ့စားဝတ်နေရေးကြက်တဲမှုတွေကသူမကိုနေစဉ်နဲ့များအသက်ရှူကျက်စေခဲ့တယ်။အဲ့ဒီအကြက်တဲတွေကြောင့်မှလွမြောက်ရာလန်းစာဖြစ်ငွေကြေးနဲ့ဩဇာအာဏာကိုစွန့်ပလွတ်သည်လို့ချွေနိုင်တဲ့စပွန်ဆာတထေးကြီးဦးမင်းပညာဆိုတဲ့လူပြိုကြီးနဲ့စုံတွေ့ခွင့်ရှာခဲ့တယ်။တလားကို3000ဆိုတဲ့ပမာဏဟာသူမမိသားစုကိုတေတွင်းမှာဆွဲထုတ်နိုင်ပေမဲ့သူမရဲ့တိတ်ခါနဲ့ဗဟိတီအလှကိုတော့ပြဖြစ်စေမဲ့စာချုပ်တစ်ခုဖြတ်နေခဲ့တယ်။မိခင်ကိုတော့ခရီးဝေးအလုပ်သွားရမယ်လို့သာလိမ့်ညာကသူမကံကြမ္မာဆိုရဲ့လက်တွင်ကိုသက်ဆင်းသွားခဲ့ရတယ်။ရုံကန်ကျဲကြီးရဲ့အမောင်ရိပ်ကြနေတဲ့ဒေါက်တနီယာမှာဦးမင်းပညာဟာ secret မီကိုရီကိုဖြင်းချင်းစွာမှုတ်ထုတ်နေရဲ့ဇပွဲပေါ်ရှိစာရွက်စာတမ်းတွေထက်အဲ့ညမှာပိုင်ဆိုင်ရတော့မဲ့တက်လျာဆိုတဲ့ကောင်မလေးရဲ့မျက်နှာကအာယုန်ထဲမှာပုံမထင်ရှားနေရဲ့သူဟာအသက်ရွယ်ရှားလာပေမဲ့လည်းယောက်ျားရင်းမတယောက်ရဲ့ဆွဲဆောင်မှုနဲ့ညှို့တဲ့အပြည့်ရှိသူဖြစ်တယ်။တလအပျော်မယား3000သူ့နှကမ်းမှာရေရွတ်လိုက်တဲ့စကဲလုံးတွေဟာအေးဆက်လာတယ်။သူမကိုလမ်းဘေးပန်းစာလေးတစ်ခုမှာပန်းရောင်းနေစဉ်ကစားတင်တဲ့ထားမိခဲ့ခြင်းဖြစ်တယ်။အပြည့်ကင်းစင်ပြီးနုနယ်လှပလုံးနဲ့တက်လျာရဲ့အလှဟာစီးပွားရေးလောကမှာကျင့်လည်ပြီးမိမပေါင်းစုံကိုရိုးအီနေတဲ့မင်းပညာရဲ့ရှင်ကိုပြင်းထန်စွာလှုပ်ခတ်စေခဲ့တယ်။နောက်ပိုင်းမှာသူမဟာတက်တော့ပေါ်မှာနာမည်ကြီးစာပြုတ်နေတဲ့ဆက်လီပုတ်စာလေးဖြစ်မှန်းသိခဲ့ရပြီးတော့သူမရဲ့မိသားစုငွေကြီးကျက်တဲမှုအကြောင်းကိုစုံစမ်းသိရှိခဲ့ရတယ်။ဝေနာကိုလိုက်ချင်တဲ့ငှက်ငယ်လေးပေါ့။မင်းပညာကတစ်ချက်ပြုံးလိုက်တယ်။သူဟာလူကျင်နာကိုငွေနဲ့ပေါက်ပြီးအပိုင်သိမ့်တက်သူဖြစ်တယ်။စာချုပ်အရာသူမဟာသူ့ရဲ့စံအိမ်ကြီးမှာတလတာနေထိုင်ပြီးသူ့ရဲ့စံတာမှန်သမျှကိုဖြည့်ဆည်းပေးရတယ်။ဒီညဟာသူကလရှိကြတက်မဲ့ခဲ့ရတဲ့ပန်းဦးကိုချွေရမယ့်ညပင်ဖြစ်တယ်။မောင်ပြိုးစပြုတ်နေတဲ့ဇိမ်ခန်းစံအိမ်ကြီးရဲ့အိတ်ခမ်းကျဲကြီးဟာတိတ်ဆိတ်လွန်နာကြောင့်တက်လျာရဲ့ရင်ခုန်တန်ဟာတတိတ်တိတ်တိုးကအပြင်းအပင်ထွက်လာမတက်ခန်းစားရတယ်။အခန်းတွင်စိတ်ရင်ထားတဲ့ပရိဘောဂါရီနဲ့လိုက်ဖက်စွာပင်တက်လျာဟာဝစ်စင်ထားတဲ့အဖြူရောင်ခေါင်းဝပပလေးအောက်မှာတုံရင်နေရတယ်။တကားပွင့်တန်တဲ့တူဝင်လာတဲ့မင်းပညာကြောင့်အခန်းတွင်ရှိလေတူဟာချက်ချင်းဆိုသလိုလေးလံမောကျက်သွားတယ်။ယောက်ျားရင်မှာတယောက်ရဲ့အရှိန်ဝါနဲ့တင်းပြန့်တဲ့ရင်မွေးနဲ့တေလာကင်းမဲ့တဲ့အရက်နှံ့တွေကတက်လျာရဲ့အာယုံကိုထုံမွန်းသွားစေတယ်။မင်းပညာရဲ့ဆူရှားတဲ့အကြည့်တွေဟာတက်လျာရဲ့တကူလုံးကိုခြုံငုံကြည့်ရှုနေပြီးတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။မင်းလိုချင်တဲ့ငွေတွေကိုငါအခုပဲမင်းဘက်အကောင့်နဲ့လွှဲပေးလိုက်ပြီတက်လျာ။အခုကစပြီးမင်းကငါအပိုင်ပဲ။အဲ့ဒီအမေပေးတဲ့ကြောင့်တက်လျာရဲ့ရှင်ထဲမှာမျောလင့်ချက်နဲ့ကြောက်ရွံ့မှုတွေထွန်းတွဲသွားတယ်။ဒါပေမဲ့သူမနောက်ဆုံးပိုင်ခွင့်မရှိတော့ပြီ။သူမမိသားစုတွေခန္ဓာကိုယ်ကိုစတေးဖို့ဆုံးဖြတ်ပြီးသားဖြစ်တယ်။ကရင်ဖြူကြီးရဲ့အစွန်းမှာထိုင်နေတဲ့တက်လျာအနာကို
မင်းပညာတဖြည်းဖြည်းတိုးကပ်လာတယ်။သူ့ရဲ့ကုတ်အင်ကြီးနဲ့ရှက်အင်ကြီးကျဲသေးတွေကိုတလုံးချင်းဖြုတ်နေတဲ့အပြုတ်မူကတက်လျာကိုအသက်ရှူရမတက်ဖြစ်စေတယ်။တက်လျာသူမရဲ့နာမည်ကိုခေါ်လိုက်တယ်သူရဲ့အတန်ဟာနှက်ဆိုင်လာတယ်။ရှင်တက်လျာမော့အကြည့်မှာမင်းပညာရဲ့တန်မာတဲ့လက်ချောင်းတွေဟာသူမရဲ့နူးညံ့တဲ့မေးစေလေးကိုဆက်ကနေဆွဲမောလိုက်တယ်။သူ့ရဲ့လက်မကြီးနဲ့တက်လျာရဲ့ဆေးမချဲပဲတဘာဝအတိုင်းနေမြန်းနေရဲ့နှက်ခမ်းပူပူလေးကိုခက်ကြမ်းကြမ်းပုတ်တက်လိုက်ရာနင်းစီပွင့်ဖက်လေးလိုဖူးဣသွားတယ်။မင်းပညာဟာစိတ်မထိန်နိုင်တော့ပဲပြင်းပြပြီးရမက်ဆန်နဲ့အနန်းတွေနဲ့သူမရဲ့နှက်ခမ်းအစုံကိုစတင်သိမ့်ပတ်လိုက်တယ်။ပြင်းရှာတဲ့အနန်းတွေကြားမှာတက်လျာရဲ့လက်လေးကိုဆွဲယူကာသူ့ရဲ့ဘောင်းမီခက်ပတ်ပေါ်ကိုတင်ပေးလိုက်ရာတက်လျာဟာကြောင်ရွံ့မှုတွေကြားမှပင်အလိုက်တဲ့ခပတ်ကိုဖြုတ်ပေးကာဇစ်ကိုဆွဲချပေးလိုက်မိတယ်။အစပိုင်းမှာတော့ကြောင်ရွံ့မှုနဲ့နာခံမှုတသက်သာရှိပေမဲ့မင်းပညာရဲ့ကျွမ်းကျင်ပြီးပြင်းရှာတဲ့အထီးတွေအလိုတိုင်းမှုတွေအောက်မှာစေကျော်တဲ့မိန်းကလေးငယ်တယောက်ရဲ့တဘာဝအရာတက်လျာဟာရမက်လိုင်းတပိုးကြားမှာမျောပါသွားခဲ့ရလေတော့တယ်။တကောင်ရဲ့အချိန်ပြင်းထန်တဲ့မုံတိုင်းတစ်ခုပြီးဆုံးသွားတဲ့အလားအခန်းထဲမှာလေသက်ပြင်းထန်တချို့သာကျင်းချန်ရတဲ့မင်းပညာဟာသူ့ရဲ့ရှင်ခွင်ထဲမှာမန်းလျာစွာအိပ်ပျော်နေတဲ့တက်လျာရဲ့မျက်နှာလေးကိုစိုက်ကြည့်အိမ်မိရဲ့သူမရဲ့မျက်တောင်ကွယ်ကွယ်လေးပေမှာမျက်ရည်စားတချို့ကန့်ညစ်နေစေဖြစ်ပေမဲ့ဒီမျက်နှာလေးကအပြည့်ကင်းစင်လုံးလာတယ်။မိမပေါင်းစုံကိုကစားခဲ့မှုတဲ့မင်းပညာရဲ့ရှင်ထဲမှာပထမဆုံးအကြိမ်ဖြစ်ညှိုးခြင်းဆိုတဲ့ခန်းစားချက်တစ်ခုကူးဆက်လာခဲ့။တက်လျာကလည်းနှုတ်တဝဲနဲ့သူမကိုတင်းကျပ်စွာဖက်ထားတဲ့ကာကွယ်မှုအပြည့်ရှိတဲ့ရှင်ခွင်ကြီးကိုခန်းစားမိရဲ့။သူဟာငွေနဲ့ဝယ်ထားတဲ့အရှင်သခင်ဖြစ်ပေမဲ့လည်းကြမ်းတက်မှုနောက်ွယ်မှာနူးညံ့တဲ့ကျင်နာမှုတွေကတက်လျာရဲ့နှလုံးသားတကားကိုခောက်နေခဲ့တယ်။သူတို့နှစ်ဦးကြားမှာစပွန်ဆာနဲ့အပြောမရဆိုတဲ့စီကံချက်တွေငွေကြေးအပေးယူတွေရှိပေမဲ့တညတာရဲ့အထည်တွေအပေးမှာအဲ့ဒီဆေးတွေဟာတဖြည်းဖြည်းဝေဝါးလာခဲ့တယ်။ငွေနဲ့စတင်ခဲ့တဲ့ပတ်သက်မှုဟာနှောင်ကြိုးဖြစ်ကိုပြောင်းလဲအောင်မလားဒါမှမဟုတ်တလားပြည့်ရင်ရင်းစင်သွားမဲ့အိမ်မက်ဆိုတစ်ခုသာဖြစ်နေမှာလားဒါပေမဲ့အမောင်တူထဲမှာနှစ်ယောက်လုံးသိလိုက်ကြတာကတော့သူတို့နှစ်ဦးလုံးတားမြစ်ထားတဲ့တန်ရောစင်လိုင်းတွေကိုတတိလက်လွတ်နေမွန်သွားခဲ့ကြပြီဖြစ်တော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်ဥရဲ့အပျော်မရဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပေးပါပြီဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရနော်နားဆင်ကြတဲ့ဇာတ်လမ်းများရှိရဆိုရင်လည်း comment မှာ link လေးချပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်